တော်တင်နေတော်လေးသူလည်းခေါင်းကိုက်မှာဗျာဘာလို့qualify မဖြစ်တဲ့ပါတီ qualify မဖြစ်တဲ့ကိုယ်စားလှယ်လောင်းတွေရှိတာကိုကြည့်ပြီးတော့တက်မတော်ဘက်ကလည်းကြည့်ပြီးတော့သူစိတ်တော့ရပါဆိုဒီနိုင်ငံတော်အာဏာတာဝန်ကိုပြန်ပေးဖို့အတွက်ကြည့်လိုက်တဲ့ခါကျတော့လူတွေကဂျိုးဂျိုးနှရွက်ပဲဒီအိုးနေခွန်းနေစလောင်းရွက်တွေခွက်ရွက်တွေဖြစ်နေတော့သူတို့လည်းစိတ်ဆင်းရဲမှာပါဆိုသူတို့လွတ်တော်ထဲမှာဒီဝန်ထိုင်မဲ့ပုံကိုယ်ကိုကြည့်ပြီးတော့ဘလို့လေးသားမှာလေလူပဲဗျာခင်ဗျားတို့ပဲဖြစ်ကျွန်တော်ပဲဖြစ်ဗျာကျွန်တော်တို့ကျွန်တော်ခရတော့ပဲယူလေးစဉ်းစားကျွန်တော်တို့ဥဆောင်မယ်ဆိုတဲ့လွတ်တော်ကိုယ်စားလောင်းတွေကကျွန်တော်တို့တော်နေတာမှလိုချင်သလားစုပ်ပြတ်တဲ့နေကောင်မြင်နေတာအခုတက်မတော်ရာရှိတက်မတော်ထိပ်ပိုင်းကောင်းဆောင်တွေကတော့လေလွတ်တော်ကြီးကိုဥဆောင်မဲ့လူတွေကတက်မတော်သားတွေကိုလည်းလက်ခံနိုင်တော့တဲ့လေးစားထိပ်ပုံကိုယ်တွေဆိုရင်တော့ကောင်းတာပေါ့ဗျာအဲ့ဒါဆိုတက်မတော်ကလည်းလေးစားပြီးတော့ဆက်တော်နေဟိုကလာမဲ့ကောင်ဂျိုးနေပဲဒီဟိုအိုးရဲ့စလောင်းရွက်တွေဆိုတော့ကြည့်ပြီးတော့သူတို့လည်းစိတ်ဆင်းရဲမှာအဲ့တော့သူကတက်မတော်နေနေဘာလုပ်ရလဲဆိုတဖြည်းဖြည်းနဲ့သူ့မှာသူ့ရဲ့ရှိတဲ့အင်အားလေးထုတ်ပြီးတော့ပေးရတယ်ဘောရောက်လာထုတ်ပေးရတဲ့ဘောရောက်လာပြန်လို့ကြီးသူ့ရဲ့ရှိတဲ့အင်အားလေးထုတ်ပေးရတယ်သူ့မှာတက်မတော်မှာရှိတဲ့အင်အားလေးအချို့ယူကဲမဖြစ်တော့မဖြစ်ချင်ဘူးဒီတိုင်းဆိုရင်ဒုက္ခပဲဆိုပြီးတော့ထုတ်ပေးရတဲ့ဘောရောက်လာတယ်အဲ့တော့ထုတ်ပေးနေတက်မတော်ရဲ့တရားတချို့နေရာတွေကနေရာပေါင်းစုံသူဖြန့်ဝင်နေရာယူရတယ်ဘောဖြစ်လာတယ်တက်မတော်ရဲ့ဘောခင်းချင်မယ်ဆိုတော့ဒါကတစ်ချက်ပေါ့နော်ဆိုတော့ဘာလို့ဂျိုးနေပဲလွတ်တော်ကိုလောက်ဂျိုးနေပဲလို့ပြောလဲမင်းကျွန်တော်ပို့လည်းပြောမယ်ခင်ဗျားတို့ဟိုပါတီကြီးတစ်ခုကကိုယ်တည်းလောင်းတယောက်ဆိုရင်လွန်ခဲ့တဲ့တိတ်မကြာသေးခင်ပေါ့ဒီနေ့ထဲမှာပဲနော်ဒီဟိုစကားဝိုင်းတစ်ခုမှာသူဘာပြောလဲဆိုတော့တချို့တွေကဗိုလ်ချုပ်မှုကြီးကိုနောက်ကျောကထားတဲ့သူကိုစူးစမ်းနေတာတချို့ပုံကိုယ်တွေကတချို့လူတွေကဗိုလ်ချုပ်ကြီးနောက်ကျောကထားတဲ့သူကိုစူးစမ်းတယ်တချို့ပုံကိုယ်တွေဗိုလ်ချုပ်မှုကြီးရှေ့မှာဘာတွေကောင်းတော့လို့အဲ့လူရှေ့မှာတော့ချီးကျူးသူတွေနောက်ွယ်မှာတောက်ကျောထားတဲ့သူကိုစူးစမ်းနေတယ်လူရဲ့လောက်ရက်တစ်ခုခင်ဗျားတို့ကျွန်တော်ပြောပြအဲ့ဖြစ်စဉ်ဘသူလို့နာမည်မတက်ဘူးဘဝလို့နာမည်မတက်ဘူးဘယ်ပါလို့နာမည်မတက်ဘူးဒါပေမဲ့ဘာပြောဘူးလဲဆိုတော့ပြောတဲ့အကြောင်းအရာပြောပြမယ်ဘာလဲဆိုတော့ကျွန်တော်ပါတီထဲမှာတဲ့ကျွန်တော်ဆွေးနွေးထားတယ်သူဆွေးနွေးတဲ့စကားဗိုလ်ချုပ်မှုကြီးကိုနောက်ကျောထားတဲ့ထုတ်ခြင်းနဲ့ကိုကြီးဗိုလ်ချုပ်မှုကြီးကိုနောက်ကျောထားတဲ့ထုတ်ခြင်းနဲ့ကိုကြီးကျွန်တော်ပါတီကျွန်တော်ဆွေးနွေးထားတယ်ဗိုလ်ချုပ်မှုကြီးသမ္မတမလုပ်သေးဘူးဗိုလ်ချုပ်မှုသမ္မတလုပ်ရင်နိုင်ငံတကာနဲ့ဘာညာအစတင်ကိုမျိုးစုံပြောဗိုလ်ချုပ်မှုသမ္မတမလုပ်သေးဘူးမလုပ်သေးဘူးကျွန်တော်တို့ပါတီဘက်မှာထိပ်ဘက်မှာကျွန်တော်ဆွေးနွေးထားတယ်မဖြစ်သေးဘူးဗိုလ်ချုပ်မှုကြီးသမ္မတမဖြစ်သေးဘူးအဲ့လိုပြောတယ်ခင်ဗျာအဲ့လူတယောက်ကအဲ့လိုပြောခဲ့မှုတယ်ကျွန်တော်အားသိတော့ဟာဒီလူပြောတယ်ဟာတကယ်အဲ့လိုပြောတယ်ဆိုတော့ဒီလူဘာလဲဟာတို့တော့ဟိုလူကြားသူကြားမှာထွက်ပြောရင်ဟိုလူရှိသူရှိမှာထွက်ပြောရင်ဆိုရှယ်မီဒီယာမှာတက်ပြောရင်သူကတက်မလို့နဲ့ဗိုလ်ချုပ်ကြီးထောက်ခံတယ်လို့နောက်ွယ်မှာကျတော့အဲ့လိုတွေ့တာဗိုလ်ချုပ်ကြီးတော်တော်ဖြစ်တယ်ဦးဆိုတော့သူတွေ့တာအဲ့လိုတွေ့တယ်ဆိုတော့ဗိုလ်ချုပ်ကြီးကိုနောက်ကျောကထားတဲ့ထုတ်ကိုစူးစမ်းတယ်အဲ့လူကအဲ့ပုဂ္ဂိုလ်ဆိုတာအဲ့ပါတီအတွက်တော့အဲ့ပုဂ္ဂိုလ်ကပုတ်နေတဲ့ငခုံးပါပဲအဲ့ပါတီကလည်းပုတ်နေတဲ့ငခုံးပါကိုမဖယ်တာတော့တပါတီလုံးပဲလွဲနေလာတော့ကျွန်တော်မသိဘူးပုတ်နေတဲ့ငခုံးပါကျတော့မဖယ်ဘူးသူတို့အဲ့တိုင်းပဲဆက်ပြီးအနံ့တစ်ထောင်းနဲ့ဆက်သွားဖို့ကြိုးစားနေတော့အေးကြတယ်တစ်ချိန်ချိန်မှာအဲ့ပါတီဒုက္ခရောက်လိမ့်မယ်တစ်ချိန်ချိန်မှာဒုက္ခရောက်လိမ့်မယ်ဒါမှလည်းပြဿနာမရှိပါဘူးဟိုလူတော်တွေအများကြီးရှိတဲ့ပါတီပဲเนาะဒီလိုတကောင်လေးပုတ်တဲ့ငခုံးမှာပါလာမှာပဲเนาะအဲ့တော့တိတ်ပြီးကျွန်တော်တို့အများကြီးတော့မပြောလို့ပေါ့เนาะဆိုတော့ဒါကပါတီရဲ့ကိစ္စကြီးဆက်ဆက်လို့ပြောတာပေါ့เนาะဆိုတော့တပ်မတော်အနေနဲ့ကလည်းတော်တော်လေးစဉ်းစားပြီးစိတ်ပြက်နေမှာပဲစိတ်ပြက်တော့မဟုတ်ဘူးလို့ခေါမလဲအဲ့တော့သူ့မှာလည်းအကဲမတက်နိုင်ဘူးရောင်းကြီးချင်းလေးကြည့်ရတာမကောင်းဘူးဝင်ပြိုင်မဲ့လို့လည်းမသိဘူးငါတို့တွေနောက်ဆုံးတော့လည်းတပ်မတော်ပဲဒီကယ်တင်ရမယ့်သဘောပြန်ရောက်လာတာပဲဒီနိုင်ငံရေးခင်းချင်းတစ်ခုလုံးကိုသူပဲပြန်ပြီးထိန်းချောင်းဖို့ဘောရောက်တယ်တကယ်တော့သူတို့ကထားခဲ့ပြီးတော့တိုက်အလုပ်ကိုလုပ်ချင်တယ်ဒါပေမဲ့ချင်းနေလို့ဖြစ်သွားတယ်ဒါပဲသဘောကဒါကတော့ကျွန်တော်ရဲ့အမြင်ပေါ့နော်နောက်တစ်ခု